ခင်ဗျာကျွန်တော်ဒီနေ့ဝင်မြပေးမယ်အကြောင်းအရာကတော့ filter ကိုအသုံးပြုတဲ့နည်းလေးပဲဖြစ်ပါတယ်ဒါကြောင့်မလို့ filter ကိုသုံးဖို့အတွက်ဆိုရင် timeline တွေကိုကျွန်တော်တို့သုံးနေတဲ့ video ကို drag and drop လုပ်ပြီးတော့ရင်ထည့်လိုက်ပါထည့်လိုက်ပြီးတော့ရင်ကျွန်တော်တို့ကဒီ media panel ထဲမှာเนาะ filter ဆိုတဲ့နေရာလေးကို click ချက်နှိပ်လိုက်ပါအဲ့ဒီမှာဆိုရင်ကျွန်တော်တို့ကဒီမှာဆိုရင်ဒီမှာ basic ရှိမယ် angular height ရှိမယ် mono cinematics ပေါ့နော်စာရေးသဖြင့်ကျွန်တော်တို့ဒီမှာ filter effect တွေအများကြီးရှိတယ်အဲ့ဒါခုကျွန်တော်တို့ဒီမှာ cinemax ထဲကနေပြီးတော့ effect တစ်ခုရွေးလိုက်ပါမယ်ဒီမှာပေါ့နော်ဒီ effect လေးတစ်ခုကိုကျွန်တော်တို့ဒီမှာ click ထောက်ပြီးတော့ကြည့်လိုက်ပေါ့နော်ဒါဆိုရင်ကျွန်တော်တို့က effect ကနေပြောင်းလဲသွားမယ့်ပုံစံကိုမြင်ရပါတယ်ဒီဘက် effect လေးကိုထောက်မယ်ဆိုရင်ဒီဘက်က effect ပုံစံပေါ့နော်ဒါလေးကိုကျွန်တော်တို့ကိုကဘယ်လိုပုံစံ effect လေးတွေကိုဖန်တီးချင်တာလဲဆိုတာမျိုးကိုနှိပ်ကြည့်ပြီးတော့ရင်စမ်းကြည့်လို့ရပါတယ်ကိုကြိုက်တဲ့ effect ကိုတွေ့ပြီးဆိုရင်ဒီ timeline တွေကို drag and drop လုပ်ပြီးရင်ဗီဒီယိုလေးပေါ်တင်ပြီးတော့လွှတ်လိုက်ပါဒါဆိုရင်ကျွန်တော်တို့ကဒီဗီဒီယိုတစ်ပုဒ်လုံးကို effect တွေဝင်သွားပြီဖြစ်ပါတယ်အဲ့ဒီလို effect တွေဝင်သွားတဲ့အခါမှာကျွန်တော်တို့ကဒီ video effect ကိုပြန်ပြီးတော့မှဘာလုပ်ရလဲဆိုတော့ control တစ်ခုလုပ်လို့ရပါသေးတယ်ဒီမှာအမြားလေးကိုနှိပ်ပြီးရင်ကျွန်တော်တို့ဒီမှာ effect ဆိုတဲ့နေရာမှာ opacity ဆိုတာကိုတွေ့ရမယ်ပေါ့နော်ဒီ opacity လေးကိုကျွန်တော်တို့ကတိုး short လုပ်ခြင်းအပြင်ဒါဆိုရင်ဒါမူလ video file ပြီးရင်တဖြည်းဖြည်းနဲ့ကျွန်တော်တို့ဒါကတော့သူ effect ကဝင်နိုင်တဲ့အခြေအနေပေါ့နော်ဒါကျွန်တော်တို့ရွေးလိုက်တဲ့ effect တစ်ခုတော့ပေါ့အဲ့မှာကျွန်တော်တို့ကဒီသူပေးထားတဲ့ effect အတိုင်းကိုကျွန်တော်တို့ကမသုံးချင်ဘူးဒီကလာရက်ဒါဘန်းနေတာဖြစ်တော့နည်းနည်းလေးကျွန်တော်တို့ short ကျင်တယ်ဒါဒီလိုပုံစံလေးပေါ့နော်အဲ့ဒါဆိုရင်ကျွန်တော် percent short ပြီးတော့ရင်တွားမယ်ဆိုရင်လည်းဒီ effect ကိုကျွန်တော်တို့ကကိုလိုချင်တဲ့ပုံစံချိန်ကြည့်လို့ရပါတယ်အဲ့တော့ကျွန်တော်တို့တွေဒီ media ဒီ effect ထဲကเนาะကျွန်တော်တို့ effect ထဲကနေပြီးတော့ကြိုက်တဲ့ effect ပေါ့เนาะကိုကြိုက်တဲ့ effect တွေကိုထည့်ပြီးတော့ရင်သုံးလို့ရပါတယ်ဒီမှာ business မှာဆိုလည်းရှိတယ်ဒါဆိုလည်း black and white style ပေါ့เนาะblack and white style ဆိုရင်လည်းကျွန်တော်တို့ဒါပြောင်းလိုက်လို့ရပါတယ်ပေါ့เนาะဒါဆိုရင် black and white style ကိုပြောင်းသွားမှာဖြစ်ပါတယ်ကိုကြိုက်နေတဲ့ effect တွေဒီ filter ကိုထည့်ပြီးတော့ရင်ကျွန်တော်တို့သုံးလို့ရပါတယ်